ကျွန်တော်တို့ရဲ့အိမ်အပေါ်ဓာတ်မှာစီဝစိုးငှက်အိမ်ဆောက်လုပ်ထားခြင်းဘုဒ္ဓရာလေးကိုလူကြီးမင်းများဘုဒ္ဓရာရစေရန်အတွက်တင်ပြပေးခြင်းဖြစ်ပါတယ်ကျွန်တော်ကစီဝါဖြစ်မွေးမြူတာတော့မဟုတ်ပါဘူးကျွန်တော်ကဝါသနာအရစမ်းသပ်မွေးမြူထားခြင်းဖြစ်ပါတယ်ဒါကကျွန်တော်တို့အိမ်ရဲ့အနောက်ဘက်နေရာအနေထားလေးပါရှုခင်းနေထားလေးပါဒီလိုမျိုးရေအိုင်လေးတွေဒီလိုမျိုးမြက်ခင်းလေးတွေစဘာခင်းလေးတွေရှိရဆိုရင်ဇီဝစိုးငှက်ကလေးတွေကအစာရှာရတာပို့ပြီးတော့အဆင်ပြေတယ်ငှက်အိမ်ဆောက်ရတာလည်းပို့ပြီးတော့အဆင်ပြေပါတယ်ခင်ဗျာငှက်တွေကဒီလိုမျိုးနေရာမျိုးမှာအစာရည်သာပေါ်များတဲ့အတွက်အစာရှာရတာသူတို့အတွက်အဆင်ပြေလွယ်ကူပါတယ်ခင်ဗျာကျွန်တော်ရဲ့ငှက်အိမ်အပေါ်တက်ကိုကျွန်တော်လိုက်ပြပါမယ်ဒါကငှက်အိမ်ပေါ်တက်တဲ့လေကားတစ်ကလေးတွေပါဒါကတော့ငှက်အိမ်တဲကိုဝင်တဲ့အပေါက်ဝတကားဝဖြစ်ပါတယ်ဒါကတော့ကျွန်တော်ငှက်အိမ်ဘေးပတ်လည်မှာဒီလိုမျိုးရေမြောင်းကလေးလောက်ထားတာဖြစ်ပါတယ်တောက်တက်တို့ပိုးဟတ်တို့ပြည့်စိတ်တို့အိမ်မြောင်တို့ကြွတ်တို့ဝင်လို့မရအောင်ဒီလိုရေကန်လေးလောက်ထားပေးခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ဘေးပတ်ဝန်းကျင်အနေထားပါကျွန်တော်ရဲ့ငှက်အိမ်ကအရှည်ကပေ30ရှိပါတယ်အောက်ထပ်မှာကလူနေတာပါဒါကတော့ကျွန်တော်တို့ငှက်အိမ်ထဲဝင်တဲ့တကားပေါက်ဝဖြစ်ပါတယ်ငှက်အိမ်တကားကိုဖွင့်ပါပြီဆောရရင်တကားဖွင့်ရင်အထဲကိုမဝင်သေးပါဘူးငှက်များလက်မှာဆိုလို့ပါမီးရောင်ခဏပေးရတာဖြစ်ပါတယ်ငှက်များအပြင်ကိုထွက်သွားအောင်လို့မီးရောင်ပေးရတာပါပြီးတော့မှအထဲကိုဝင်ပါတယ်ဒါငှက်အိမ်ရဲ့တကားပေါက်ပါငှက်အိမ်တကားပေါက်မှာအပူဒဏ်ခံနိုင်အောင်ဒီလိုဖော့ကလေးတွေကျွန်တော်ထားပေးတာပါတကားပြန်ပိတ်ထားပါတယ်ဒါငှက်အိမ်ရဲ့ဘေးနေရံပါဒါကတော့ငှက်ကလေးတွေအတိုက်ဆောက်နေတဲ့အချိန်မှာတိုက်ဆောက်နေတာပါဒါကတော့ငှက်ကလေးတွေအတိုက်ဆောက်နေတဲ့အချိန်မှာဒါကတော့ငှက်ကလေးဥနေတဲ့အချိန်မှာငှက်ဥနေတာဖြစ်ပါတယ်ကျွန်တော်ကငှက်အိမ်ကအနံက18ပေရှိပါတယ်အလျားအရှည်ကတော့ပေ30ရှိပါတယ်ငှက်ဝဲကန်ကတော့12ပေလောက်ထားတာဖြစ်ပါတယ်ပေ30မှာ12ပေလောက်ထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ငှက်အိမ်ဒီဆောက်ပုံတွေကိုနောက်ဗီဒီယိုတွေမှာတင်ပြပေးသွားပါဦးမယ်ဒါကတော့ကျွန်တော်ငှက်အိတ်တန်းလေးတွေရိုက်ထားတာဖြစ်ပါတယ်ဒီကတော့ရက်သားပဲရှိသေးတယ်ငှက်ပေါက်ကလေးတွေပေါက်နေခြင်းဖြစ်ပါတယ်ဒီကတော့အခုမှဥတစ်လုံးပဲဥရသေးပါတယ်ထပ်ဥအောင်ပါသူကအတိုက်တိုက်မှာဥနှလုံးဥတာဖြစ်ပါတယ်ဒီကတော့အခုမှအတိုက်ဆဆတော့ရှိပါသေးတယ်ဒါကတော့ငှက်ဥနေတာဖြစ်ပါတယ်ဒါကတော့ငှက်အတိုက်စောင့်နေတုံးဖြစ်ပါတယ်ငှက်အတိုက်စောင့်နေတုံးဖြစ်ပါတယ်ဒီကတော့ကျွန်တော်ငှက်အိမ်ရဲ့နေရာမှာငှက်ရေပန်းလေးထားပေးတာဖြစ်ပါတယ်ဒါကတော့ငှက်ချီတွေပါငှက်တွေအတိုက်ဆောင်ဒီလိုငှက်ချီတွေပါကြပါတယ်ဥတစ်လုံးပြုတ်ကြနေတာကျွန်တော်တွေ့ပါတယ်ငှက်တွေပြန်ရင်းနဲ့ခိုက်ရင်းနဲ့ဥပြုတ်ကြတာဖြစ်မှာပါဒါကတော့အတောင်မဆုံသေးတဲ့လာသာငှက်ပေါက်ကလေးဖြစ်ပါတယ်
အိတ်နေပါတယ် Hey my little baby wake up စပီကာပေါ်မှာလည်းသူတို့ကဒီလိုအတိုက်ကလေးစောက်တာသဘောကျပါတယ်ငှက်တိုက်တွင်းတွေကိုမှန်နဲ့ကြည့်တယ်ဒါကငှက်တွေဥတော့မှာပါငှက်တိုက်အစ်စ်တွေပါဒါမဥရသေးပါဘူးဟိုမှာအတိုက်ဆောက်ပြီးတော့ဖြစ်ပါတယ်သူတို့ကဥတော့မှာပါဒါမျိုးတွေကိုခွာလို့မရပါဘူးဟိုမှာအတိုက်ဆောက်ဖို့လုံနေတော့ရှိပါသေးတယ်ဥတစ်လုံးမှဥရပါသေးတယ်နောက်တစ်လုံးတက်ဥမှာပါအတိုက်တစ်တိုင်းမှာဥနှလုံးဥပါတယ်ဒါမျိုးတွေကိုခွာယူလို့မရပါဘူးတတိထားပါမယ်ဒီအတိုက်ကြတော့မဥတော့ပါဘူးအကောင်လည်းပေါက်ပြီးပါပြီဒါမျိုးအတိုက်ကိုကြတော့ခွာယူလို့ရပါတယ်ငှက်ကလေးတွေအတောင်ဆုံးပြီးအတိုက်စွန့်ခွာသွားတဲ့ငှက်တိုက်ကလေးတွေကိုကြတော့ကျွန်တော်တို့ကသူတို့မစွန့်ခွာမီစတစ်ကာအစိမ်းနဲ့ကြိုတင်မှတ်သားထားပါတယ်နောက်တစ်ခေါက်အတိုက်ခွာချိန်မှာဒီလိုငှက်ကလေးတွေအတောင်ဆုံးပြီးပြန်တန်းသွားပြီဆိုရင်အတိုက်ခွာယူလို့ရပါပြီသူတို့ကဒီအတိုက်မှာပြန်ပြီးတော့မနေကြတော့ပါဘူးဒီပြည့်တနေရာမှာအတိုက်အစ်စ်ကိုပြန်လဲဆောက်လုပ်ကြပါတယ်ခင်ဗျာ